အားလုံးပဲမင်္ဂလာပါဒီ channel လေးကနေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်ဗီဒီယိုအများကြီးဖြစ်တာလဲကြာပြီပေါ့နော်အခုဒီနေ့ပြန်ရတဲ့အကြောင်းရင်းကတော့ကျမတို့ရဲ့ငင်းချမ်းရေးမိခင်ကြီးဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းလေးတောင်းပေးဖို့ပေါ့နော်အားလုံးနဲ့အတူတူဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုအားလုံးအတူတူဆုတောင်းပေးကြရအောင်ပေါ့နော်အမေစုကျမ်းပါပါစေအမေစုကိုချစ်တဲ့သူများပို့တာတဲ့မေတ္တာကြောင့်အေးချမ်းပါစေအချုံအနှောင်ကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ပြီးတော့ဒီဗီဒီယိုလေးနဲ့အတူတူပေါ့နော်ဒီဂျွန်လမေစုရဲ့မွေးလဖြစ်တဲ့ဒီလအကုန်ထိမှာပေါ့နော်ကျွန်မကဗီဒီယိုလေး10ပုတ်တင်သွားပါမယ်အဲ့ဒီ10ပုတ်စလုံးကဒီမြန်မာနိုင်ငံနဲ့ဆိုင်တာလည်းဖြစ်ချင်းဖြစ်နိုင်တယ်နောက်ပြီးတော့ဒီအားလုံးအတွက်အကျိုးရှိမဲ့ဟာလေး10ပုတ်ပေါ့နော်အဲ့ဒီဟာလေးကို10ပုတ်ပြအောင်စူးစမ်းပြီးတော့တင်သွားမယ်ပေါ့လေအဲ့တော့ဒီနေ့ဗီဒီယိုလေးမှာလည်းဒီမွေးနေ့ဆုတောင်းအပြင်ပေါ့နော်နောက်ထပ်တစ်ခုမေးခွန်းလေးတစ်ခုမေးချင်ပါတယ်ဒီမေးခွန်းလေးမမေးခင်ကျွန်မတစ်ခုပြောချင်တာကကျွန်မကနိုင်ငံရေးသမားမဟုတ်ပါဘူးဒါပေမဲ့ကျွန်မမြန်မာနိုင်ငံသားတစ်ယောက်ပါပေါ့နော်အဲ့တော့မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရောပြီးတော့လူသားတစ်ယောက်အနေနဲ့ရောမိန်းမတစ်ယောက်အနေနဲ့ရောဒေါအောင်ဆန်းစုကြည်ကိုအရန်လေးစားတဲ့သူတစ်ယောက်ပါဆိုတော့ပြီးတော့ကျွန်မလေးစားရတဲ့အကြောင်းကလည်းကျွန်မမှာအကြောင်းအရင်းတွေအများကြီးရှိတယ်ပေါ့နော်သူများလေးစားလို့လိုက်ပြီးတော့လေးစားတာမဟုတ်ပါဘူးသူများရောင်တိုင်းလိုက်ရောင်တာမဟုတ်ဘူးပေါ့နော်လူတစ်ယောက်ကိုလေးစားဖို့အတွက်ကအဲ့ဒီလူကဘယ်လိုလူမျိုးလဲဆိုတာဖြစ်နေဖို့ကျွန်မအတွက်ဆိုရင်တော့အရင်ရေးကြည့်ပါတယ်အဲ့တော့ကျွန်မကတော့ဒေါအောင်ဆန်းစုကြည်ကိုလေးစားတဲ့သူတစ်ယောက်ပါကျွန်မလိုပဲစန့်ကျင်ဘက်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုမကြိုက်တဲ့သူတွေလည်းရှိမှာပဲပေါ့နော်ရှိမှာပဲမဟုတ်ဘူးရှိကိုရှိတယ်ပေါ့လေအဲ့ဒီသူတွေအတွက်မေးခွန်းလေးမေးချင်တာကဒေါအောင်ဆန်းစုကြည်ကိုဘာကြောင့်မုန်းတာလဲဘာကြောင့်မကြိုက်တာလဲဆိုတဲ့မေးခွန်းလေးပေါ့နော်အဲ့ဒီမေးခွန်းလေးကိုမေးချင်ပါတယ်ဖြစ်နိုင်ရင်ဖြေပေးပါလို့ပြောချင်ပါတယ်ပြီးတော့ဒီဗီဒီယိုကအမုန်းဝါဒနဲ့တိုက်ခိုက်ပြီးတော့တရားတစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်ဖို့မဟုတ်ပါဘူးကျွန်မတကယ်ကိုသိချင်တဲ့အကြောင်းအရာမှုလို့ပါပေါ့နော်ပြီးတော့ဒီဗီဒီယိုကိုကြည့်တဲ့အခါကျရင်ချစ်ချင်းမုန်းချင်းအဲ့ဒီလိုမျိုးစိတ်တွေမထားဘဲနဲ့ကြည့်ပေးပါလို့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတာ